တရားတန်လေးပြန်ပေါ့နော်ဒီကောင်လေးရဆိုရင်ကျွန်တော်တို့ဒါရှေ့တစ်ခေါက်လည်းပဲဒါ3လေးလုံးရောင်းပြီးပါပြီပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်ဒီ RT 40 series ကနေပြီးတော့ကျွန်တော်ဒီဒါ graphic အမြင့်ဆုံးဖြစ်တဲ့ RT 40 90နဲ့ဒါရမယ့်ကောင်လေးပေါ့နော်ဒီကောင်လေးကတော့တည့်ရတိုင်းပဲ ROG Strix Scar 80နေရတော့ဒါလူကြိုက်လည်းများကြတယ်ပြီးတော့သူခေတ်သူကဒီရှေ့နှစ်ကထွက်တဲ့ကောင်ပေါ့နော်ဒီကောင်ဆိုရင်ဒါလုံးဝကမှဈေးအမြင့်ဆုံးနဲ့လာတယ်ပေါ့နော်သူနောက်ကတော့လက်ရှိ RT 50 90တို့ထွက်ပြီပေါ့နော်လက်ရှိကတော့ဒီကောင်လေးကတော့ RT 40 series ကနေပြီးတော့မိတ်ဆွေတို့ဒါသိန်း100ဝန်းကျင်နဲ့ရမယ့်ကောင်လေးပေါ့နော်လက်ရှိ update model ကတော့ကျွန်တော်တို့ရှေ့တစ်ခေါက်ကရောင်းခဲ့တယ် ROG Strix Scar 80ပဲပေါ့နော်အဲ့ကောင်လေးကတော့ဒါသိန်း100ကျော်အသစ်ဈေးက200ကျော်ရှိတာပေါ့နော်ဒီကောင်အဲ့တော့လည်းကျွန်တော်တို့သိန်း190လောက်နဲ့ဒါရောင်းခဲ့ပါပေါ့နော်ဒီကောင်လေးကတော့ဒီသူ့ရဲ့အောက်ကနေပြီးတော့ RT 40 series တွေကနေပြီးတော့ဒါအမြင့်ဆုံး series နဲ့လာမယ့်ကောင်လေးဖြစ်တယ်ပေါ့နော်ဒီကောင်လေးဖြစ်ပါတယ်ဗျဘူးပစ္စည်းစုံနေနဲ့မိတ်ဆွေတို့ကဒါရရှိမှာပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒါပါကင်အတိုင်းလေးဒါဘူးပစ္စည်းစုံနဲ့ဒါလာတဲ့ကောင်လေးပေါ့နော်အာမခံအနေနဲ့ကလည်းကျွန်တော်ဒီဒါမိတ်ဆွေအနေနဲ့ဒါစိတ်ချချသုံးလို့ရအောင်ပေါ့နော်အာမခံ9လလောက်ဒါကြံသေးတဲ့ကောင်လေးပေါ့နော်ပြီးတော့ရှေးယူစားလည်းပဲသုံးပြတာတော်လေးကုန်ပါဒါအတစ်တိုင်းတန်တယ်ပြီးတော့ကျွန်တော်ဒီစတစ်ကာအကြည်လေးရာစားတာကတ်ပြီးတော့သုံးထားဖြစ်တဲ့အတွက်body အပွန်းစင်းဖြစ်မှာတော့ဒါပူစရာမလိုဘဲနဲ့အတစ်တိုင်း condition နဲ့သုံးရမယ်ပြီးတော့ဒီမှာဆို plastic တွေပါရစားတာဒီ packing plastic တွေရစားကြံသေးရပေါ့နော်ဘူးပစ္စည်းစုံနဲ့ရမှာဖြစ်တယ်ပြီးတော့ဒီမှာဆိုရင်ဒါ sticker အကြည်အောင်သုံးဟိုအုပ်ပေးထားဖြစ်တဲ့အတွက်လုံးဝအပွန်းစင်းထိခိုက်မရှိဘဲနဲ့ဒါအတစ်တိုင်းဒါမိတ်ဆွေကအသုံးပြုရမှာဖြစ်တယ်ပြီးတော့အာမခံများများကြံကြံနဲ့ဒါသုံးရမှာဖြစ်တယ်ပေါ့နော်ဒီကောင်လေးဖြစ်ပါတယ်ဗျလုံးဝကမှ ROG Strix Scar တို့ကတော့လုံးဝကမှအကောင်ဆိုင်ကြီးကြီးနဲ့ဒါတော်လေးမှလှတယ်ပေါ့နော်ပြီးတော့ RT 40 90ထဲမှာဒါကျွန်တော်ကြိုက်တဲ့ဒါအချက်လေးရှိရပေါ့နော်ဒီဟိုပါပေါ့ဒီစကားရှင်းနှစ်ကထွက်တဲ့စကားမှာဆိုရင်ဒီကောင်လေးပေါ့နော်လုံးဝနောက်ကဒီ RGB light bar လေးကတော်တော်လေးကိုမှဒါလှတယ်ပေါ့နော်ပြီးတော့ဘောက်စုရဲ့ armor crate ဆိုရတဲ့ဒါကျွန်တော်တို့ဒီလုံးဝချိန်လို့ရတဲ့ကောင်လေးပေါ့နော်လုံးဝကမှအကောင်ဆိုင်ကြီးနဲ့ဒါမိတ်ဆွေတို့အသုံးပြုရမှာဖြစ်တယ်ဒီမှာဆိုလည်းပဲ RGB light bar စုံလင်နဲ့ဒါအသုံးပြုရမှာဖြစ်တယ်ပေါ့နော်လုံးဝကမှဒါမြင်ကွင်း display ကျယ်ကျယ်ဝန်းဝန်းနဲ့ဒါဒီ monitor တစ်လုံးလိုမျိုးကိုဒါသုံးရမှာဖြစ်တယ်ပေါ့နော်ဒီကောင်လေးမှာဆိုရင်ကျွန်တော်တို့ဒါဘာတွေပါမလဲဆိုရင် CPU အနေနဲ့က i9 13 Gen ကိုမှာကျွန်တော်တို့ပါပေါ့နော် HAC နဲ့လာမယ်အဲ့ဒါကိုမှာ24 Go ဒါ 32 thread ဖြစ်တဲ့အတွက် major အနေနဲ့ဒါလုံးဝကမှစိတ်ချလက်ချသုံးလို့ရတယ်ပြီးတော့ desktop level grade သုံးလို့ရဖြစ်တဲ့အတွက်တော်တော်လေးကမှဒါဒီကျန်းတယ်ပေါ့နော်major လက်ရှိထွက်သမျှ triple gain တွေ 3D rendering ဘိုင်းတွေပြီးတော့ engineering ဘိုင်းတွေပြီးတော့ video editing မှာဆိုလည်းပဲ 4K editing တွေလုံးဝကမှကောင်းမွန် share လုပ်လို့ရတယ်ပြီးတော့ view angle အနေနဲ့လည်းကောင်းတယ် color juice လည်းပဲကျွန်တော်တို့ဒီ 100% DCI-P3 ရတာဖြစ်တဲ့အတွက်လုံးဝကမှ color လည်းမှန်တယ်ပေါ့နော်လုံးဝကမှကြမ်းရန်သုံးမဲ့သူတွေပြီးတော့စကား CPU ကိုမှကျွန်တော်ဒီ ROG ရဲ့အမြင့်ဆုံး CPU ကိုမှကြိုက်တဲ့သူတွေဆိုတော့တော်တော်လေးမှအဆင်ပြေပေါ့နော်ဒီကောင်လေးမှဆိုရင်ပြီးတော့ကျွန်တော် run အနေနဲ့ကလည်းပဲလက်ရှိမှာကျွန်တော်တို့ဒါရီဒုခေပါပြီးသားပေါ့နော်အထိုက်လင်းရောက်တော်လေးကမှဒါလုံလောက်တယ်ပြီးတော့ DDR5 ဖြစ်သွားမယ်4000 speed နဲ့လာတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ CPU RAM အတွက်ဆက်ကလည်းပဲကျွန်တော်ဒီ CPU ကလည်း i9 13 Gen HAC ပြီးတော့ RAM လည်း32GB ဆိုတော့လုံးဝကမှဒါပေါင်းမှညီမျှပြီးတော့ကျွန်တော်ဒီ multitasking နေရာစားတော်လေးကမှကောင်းမွန်တယ်ပေါ့နော်ပြီးတော့သူ့မှာပါ storage ဆိုရင်လည်းပဲတော်လေးကမှလုံလောက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်ဒီကောင်ဒီ 2TB နဲ့လာတာဖြစ်တဲ့အတွက်2000 K နဲ့မိတ်ဆွေကဒါအသုံးပြုအောင်ဖြစ်တဲ့အတွက် data storage ဘိုင်းက upgrade မလုပ်ခဲ့ရင်တောင်မှတော်လေးလုံလောက်တယ်ပေါ့နော် upgrade လုပ်မယ်ဆိုရင်လည်းပဲလက်ရှိ slot တစ်ချောင်းလွတ်သေးရဖြစ်တဲ့အတွက်လက်ရှိ2000 K ကလည်းလောက်တယ်လို့မိတ်ဆွေထပ်တိုးမယ်ဆိုလည်းဒါတိုးလို့ရတယ်ပြီးတော့ SSD ရဲ့ generation ကလည်းအမြင့်ဖြစ်တဲ့အတွက် USB ရာစားတော်လေးကမှကျန်းနေမှာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ desktop level နီးပါး grade ဒါပေါင်းမှကျန်းတာဖြစ်တဲ့အတွက်လက်ရှိထွက်သမျှ triple gain နေရာစားမနိုင်တဲ့ software ဆိုတာမရှိဘူးပေါ့နော်ပြီးတော့သူ့ရဲ့ GPU watt ကလည်းပဲဒါမိတ်ဆွေညစ်တလောက်ရတယ်ပြီးတော့195 watt ထိရတာဖြစ်တဲ့အတွက်ဒါတော်တော်လေးကမှကျန်းတန်းနဲ့ဒါလုံလောက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီသူ့မှာဆိုပါတဲ့ graphic ကဒီကျွန်တော်တို့ဒါပုံမှန် graphic တွေလိုမျိုး 4K 8K 6K မကောက်ဘူးပေါ့နော် RT 40 90ဟိုမှာ Nvidia RT 40 90ဟိုမှာကျွန်တော်ဒီလုံးဝကမှ V1 16K ပေါ့နော် V1 16K ဆိုတဲ့ပမာဏကတော်တော်လေးကမှဒါ V1 လုံလောက်တယ်ပြီးတော့နောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ gain တွေဖြစ်ဖြစ်ဒီနောက်ပိုင်းကျွန်တော်တို့ဟာ graphic တွေရဆိုရင်လုံးဝကမှဒါဒီ V1 အများကြီးလိုအပ်လာပေါ့နော်သူ့ရဲ့ဒီ resolution pixel တိတ်သေးစားတွေဒါမြင့်လာပြီ 4K gaming တွေဖြစ်လာအတွက်ကြောင့်မလို့ကျွန်တော်ဒီကောင်လေးနဲ့ဒါ 4K gaming ကစားဆော့လို့ရတယ်ဗောနော်လုံးဝကမှဒါ V1 လိုအပ်ချက်လည်းပဲ V1 16K တောင်ရှိရဖြစ်တဲ့အတွက်ဒါလုံလောက်တယ်ဗောနော် video editing engineering software အကုန်လုံးကိုဒါလက်ရှိချိန်ဒီထွက်သမျှ software ကိုဒါနိုင်မှာဖြစ်တယ်ဗောနော်ပြီးတော့ဒီကောင်လေးမှာပါတဲ့ display ဆိုလည်းပဲကျွန်တော်16လက်မှသုံးပေးထားပြီးတော့လုံးဝကမှဒါဒီ ROG ရဲ့ နာမည်ကျော် Nebula display ဖြစ်မယ်ပြီးတော့ response time နေရာစားဒါမြန်တယ်ပေါ့နော်ပြီးတော့ refresh rate ဆိုလည်းပဲ240 Hz ထိတောင်ရတာဖြစ်တဲ့အတွက်တော်လေးကမှဒါမိုက်တယ်ပေါ့နော်
သူ့ရဲ့ CPU GPU တွဲဆက်တဲ့ဒီ refresh rate တွေကလည်းတော်လေးကမှဒါစမှုဖြစ်နေမှာသေချာပါတော့ပြီးတော့ keyboard လေးဆိုရင်လည်းပဲဒါ Parky RGB keyboard နဲ့လာတာဖြစ်တဲ့အတွက်အောက်စုရဲ့ကျွန်တော်ဒီ Armory Crate software နဲ့ဒါသူ့ရဲ့ lighting တွေကစားကျွန်တော်တို့ဒါချိန်ကြည့်လို့ရရပါတော့လုံးဝကမှဒါအကောင်ဆိုင်ကြီးကြီးနဲ့မိတ်ဆွေက ROG Straight ရတာအမြင့်ဆုံးစီးရုံမှာရရှိမှာဖြစ်တယ်ပြီးတော့ဒီကောင်လေးကိုလိုချင်တဲ့သူမျိုးတော့ဘယ်လိုမျိုးဖြစ်မလဲဆိုရင်လက်ရှိအသစ် update ဝယ်ရဲဆိုရင်300ဝန်းကျင်လောက်ပေးရမယ်ကောင်ကိုဒီကောင်ကြောင့်လုံးဝ RDX ဟိုပါဘောနော် RDX 40 90နဲ့ရမယ်စကားဖြစ်တဲ့အတွက်ဒေါ်လေးမှဒါတန်တယ်ဗောနော်ဒီကောင်လေးကတော့ကျွန်တော်တို့ဒါ300ဝန်းကျင်နဲ့မိတ်ဆွေရရှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမိုက်တယ်ဗောနော်ဒီကောင်လေးကတော့ရှားပါပစ္စည်းဖြစ်တဲ့အတွက်မိတ်ဆွေအမြန်လာမှရမှာပြကျေးဇူးတင်ပါတယ်ဗျ